ရွန်း2000တန်နဲ့လောင်းကြီးတစ်ခုကြောင့်တကြောင်လုံးကအတိမတ်ပြုထားရတဲ့လူမိုက်ကိုကျွန်တော်မျက်နှာပြက်စေခဲ့တဲ့သူဟာကျွန်တော်ကအတုံးမကျတဲ့သူပါဆိုတဲ့ဆိုင်းဘုတ်ကိုဆွဲထားယုံတင်မကပဲအားကစားကွင်းထဲမှာလည်းအပေါ်အင်ဂျီမပါပဲပက်ပြရတော့မှာပါဒီတစ်ခါလူစွမ်းပြလိုက်တာကအထွတ်ထိပ်ကိုရောက်သွားပြီလို့ကျွန်တော်ထင်ခဲ့ပေမဲ့ကိုကြီးမားတဲ့အံအားသင့်စရာကြီးကကျွန်တော်ကိုစောင့်ကြိုနေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့မိဘူးအဲ့ဒီညမှာပဲကျွန်တော်ဟာနက်ဖျားအဆင့်အိမ်မွေးတိရစ္ဆာန်စင်ကဲပြောင်းလဲခြင်းစနစ်ကိုနိုးထစေခဲ့တဲ့ကျမမှာတိုက်ခိုက်ရေးသွေးမျိုးဆက်မနိုးထသေးဘူးလို့ရှန်ယူရီကခေါင်းငုံပြီးချင်းလေးတစ်ကောင်လိုအတန်တိုးတိုးလေးနဲ့ပြောရှာတယ်ကျွန်တော်မျက်မှောင်ကျုပ်ပြီးသူ့မစကားကိုချက်ချင်းပဲချက်ပြောလိုက်တယ်မင်းအဲ့ဒီလိုပြောစရာမလိုပါဘူးကျွန်တော်တော့အံ့ဖွယ်မှုတွေကိုဖန်တီးနိုင်သေးတာပဲမင်းဘာလို့မလုပ်နိုင်ရမှာလဲကျွန်တော်ကိုယုံကြည်သလိုမင်းကိုမင်းလည်းယုံကြည်လိုက်ပါမင်းရဲ့တည်ကြည်တဲ့မျက်လုံးတွေကသူမကိုအကြည့်မလွဲနိုင်အောင်ဖြစ်စေခဲ့တယ်သူမဟာမင်းကိုမငင်းဆန်နိုင်ပဲလှည့်စားတဲ့ပတိစိတ်ရှိကိုပဲရှောက်သွားခဲ့ရတဲ့သူမရဲ့လက်ကိုအသားရတင်လိုက်ပြီးစက္ကန့်နဲ့ငယ်လောက်တိတ်ဆိတ်သွားတဲ့အချိန်မှာရှန်ယူရီလက်လျှော့ကိုပြင်လိုက်တဲ့ခဏမှာပဲအဲ့ဒီပတိစိတ်ကဝုန်းကနေမြည်ဟဲပြီးဆူရှာတဲ့နီယောင်လင်းနှန်းတွေထွက်ပေါ်လာတဲ့အဲ့ဒီအလင်းနှန်းကတကယ်မိတော့တစ်ခုလိုပဲအပူလိုင်းတွေကတိုးဝေးလာခဲ့တယ်နောက်တစ်စက္ကန့်မှာပဲစင်းမြင့်ထက်ကဝုန်းကနေမီးလောင်သွားတော့တယ်ဖျားကြီးမီးလောင်ကုန်ပြီးအတန်းပိုင်ဆရာကချက်ချင်းပဲပြပြတလဲဖြစ်သွားတယ်ဒီလိုအခြေအနေမျိုးကိုပထမဆုံးအကြိမ်ကြုံဘူးတာမို့သူဟာထောက်တနေရကတန်ချေးတက်နေတဲ့မိသက်စေးဘူးကိုအပြေးလွှားသွားယူတော့တယ်ရှန်ချောင်းသူမြန်မြန်ဖယ်ပေးပါလို့သူကငင်းငိုင်နေတဲ့ရှန်ယူရီကိုအော်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲမင်းကသူ့မနာကိုဖြတ်ခနဲရောက်သွားပြီးသူ့မစီကိုမိသက်စေးမုံတွေမရောက်ခင်မှာပဲသူမကိုမင်းရဲ့ရင်ခွင်ထဲကိုဆွဲဖက်လိုက်တဲ့ဘေးကចောင်းသားတွေလည်းအဲ့ဒီတော့မှသတိဝင်လာပြီးရုပ်ရုပ်တဲတဲနဲ့မီးကိုငိမ့်တက်လိုက်ကြတယ်ဒါပေမဲ့အသစ်ဆက်ဆက်စင်းမြင့်ကြီးကတော့မီးသွေးတုံးကြီးဖြစ်သွားခဲ့ပြီးအတန်းပိုင်ဆရာကကျမ်းပြင်ပေါ်ကိုပုံကနေထိုင်ချလိုက်ပြီးမင်းနဲ့ရှန်ယူရီကိုထူးဆန်းတဲ့တရဝနှကောင်ကိုကြည့်တယ်လို့ကြည့်နေတော့တဲ့အတန်းကိုကနေတိုက်ခိုက်ရေးသွေးမျိုးဆက်3ယောက်တောင်ထွက်လာတဲ့ပုံကအတန်းပိုင်ဆရာလောက်ရတာမစိုးဘူးပဲသူဟာမကြခင်ရာထူးတိုးတော့မယ်ဆိုတာကိုသိလိုက်တယ်ရွေအားမင်းလုံနိုင်မှာပါလို့ငါပြောသားပဲမင်းကဆရာကိုဂယုမဆိုင်ပဲရင်ခွင်ထဲကထိတ်လန့်နေစေမင်းကလေးကိုစိတ်လှုပ်ရှားစွာကြည့်လိုက်တယ်ရှန်ယူရီကတော့အသားရလေးပဲတုံ့ပြန်ပြီးသူမမျက်နှာမှာဝမ်းသာတဲ့အရေးရောင်ထက်ဖော်ပြလို့မရတဲ့တည်ငြိမ်မှုမျိုးရှိနေခဲ့တယ်ကဲပါအတန်းပိုင်ဆရာကမတ်တက်ရက်ပြီးသူ့ကိုယ်ပေါ်ကဖုံတွေကိုခါလိုက်တယ်မနှက်ဖြန်မနှက်9နာရီမှာမင်းတို့3ယောက်ကျောင်းရှိမှာလူစုကြပါကျန်းရွှေမျိုးကစစ်စစ်မှုကိုတွားဖြေကြမယ်အားလုံးပဲငါးမျက်နှာပွင့်အောင်လုပ်ပေးကြပြီးတကယ်တိုက်ခိုက်ရေးအကယ်ဒမီကျောင်းသားတွေဖြစ်အောင်စူးစမ်းကြပါအထူးသဖြင့်ဖုန်းကြီးရှုမင်းမဲသူကမင်းရဲ့နာမည်ကိုတီးတန့်ခေါ်ပြီးမနှက်ကြရင်အိပ်ရမထားပဲမနေနဲ့အုပ်လို့ပြောလိုက်တယ်မင်းကရှက်ကိုရှက်ကန်းနဲ့ခေါင်းကိုကုတ်ပြီးစိတ်ချပါမနှက်ဖြန်အတွက်နှုတ်ဆက်10လုံးလောက်ပေးထားလိုက်မယ်လို့ပြန်ပြောလိုက်တယ်မင်းကတော့စကားပြောကောင်းတာပဲလို့အတန်းပိုင်ဆရာကရဲပြီးမင်းရဲ့နဖူးကိုတောက်လိုက်ကလှည့်ထွက်သွားခဲ့တယ်သူထွက်သွားတာနဲ့တပြိုင်နက်ကျောင်းသားတွေကဝိုင်းအောင်လာကြတယ်ရှုကိုမင်းကတာမန်လူမဟုတ်ဘူးဆိုတာငါသိပြီးသားပါအဲ့ဒီလီခိုင်ရွမ်ကဘာကောင်းမို့လို့လဲသူ့ရဲ့အမိုက်လိုသွေးမျိုးဆက်ကမင်းနဲ့ဘလို့ရှင်လို့ရမှာလဲအဲ့ဒီလိုဟန်ဆောင်ကောင်းတဲ့မျက်နှာတွေကိုမင်းတစ်ချက်လေးတောင်လှည့်မကြည့်ပဲလူအုပ်ကြားထဲကနေထွက်ပြေးဖို့ကြံနေတဲ့ဝရုတ်ကြီးလီခိုင်ရွမ်ကိုပဲစိုက်ကြည့်နေလိုက်တယ်လူအုပ်ထဲကနေတိုးထွက်ပြီးသူ့နောက်ကိုအမိလိုက်ကပခုံးကိုပြင်းပြင်းထန်ထန်ပုတ်လိုက်တယ်ဟေးမင်းတခုခုကိုမေ့နေတာမဟုတ်လားလီခိုင်ရွမ်ကထိတ်လန့်တုန်လှုပ်သွားပြီးအဲ့ဒီရွနှထောင်ကိုငါအခုပဲလွှဲပေးပါမယ်လိမ္မာမဟုတ်ပါဘူးလို့ပြောရှာတယ်သူယုံထွက်ဖို့ကြိုးစားပေမဲ့မင်းရဲ့လက်ကတန်ရက်ကြီးလို့သူ့ပခုံးကိုမြဲမြဲဖမ်းထားတာကိုတိလိုက်ရတဲ့ဒီကောင်ကပိန်ပိန်လေးနဲ့ဘာလို့ဒီလောက်အာတန်နေရတာလဲလို့လီခိုင်ရွမ်စိတ်ထဲကနေညှဉ်းညူနေမိတယ်ဟာတာပဲမင်းကအုတ်ခဲတဲတဲ့အလုပ်ကိုနှစ်အတော်ကြာလုပ်ခဲ့တာဖြစ်ပြီးအခုမှနိုးထလာတာဆိုတော့မင်းရဲ့အားကသူတောင်းခံနိုင်မှာမဟုတ်ဘူးလေပတ်စံကတော့ပေးရမှာပေါ့လို့မင်းကသူ့နာနာကပ်ပြောလိုက်တယ်မင်းရဲ့အတန်ကရေခဲလိုအေးဆက်နေပြီးဒါပေမဲ့ငါတို့ရဲ့လောင်းကြီးကိုတော့မင်းမသွားဘူးမဟုတ်လားဘာလောင်းကြီးလဲငါမသိဘူးလို့သူကပြောင်းလဲဖို့ကြိုးစားတယ်မင်းမျက်မှောင်ကျုပ်ပြီးလက်ကိုပိုအားဆိုင်လိုက်တယ်အာနာတယ်လီခိုင်ရွမ်ကအော်ဟစ်ပြီးချွေးတွေပြန်လာတော့တယ်ငါသွားလုပ်ပါမယ်အခုပဲသွားလုပ်ပါမယ်စောစောကမီးလောင်တဲ့အဖြစ်ပြက်ကြောင့်အိမ်ပြန်ဖို့ပြင်နေတဲ့ចောင်းသားတွေပြန်ရောက်လာကြတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတော့အားလုံးကအံ့ဩလုံးလို့ပါဇက်အဟောင်းသားဖြစ်သွားကြတယ်အမြဲတမ်းအေးအေးဆေးဆေးနေတတ်တဲ့ဖုန်းကြီးရှုကចောင်းကလူမိုက်လီခိုင်ရွမ်ကိုဒီလောက်အထိအညံ့ခံခိုင်းနိုင်တာပဲမင်းလက်ကိုလွှတ်ပေးလိုက်ပြီးသူ့အရှက်တကွဲနဲ့စာသင်ခန်းထဲကိုပြန်သွားတာကိုကြည့်နေလိုက်တယ်သူဟာကြောက်တင်ပုံအသေးလေးတစ်ခုကိုရှာပြီးငါဟာအတုံးမကျတဲ့သူပါဆိုတဲ့စာသားကြီးလေးလုံးကိုတွန့်လိမ့်နေအောင်ရေးလိုက်တယ်အဲ့ဒီနောက်လဲပင်မှာဆွဲလိုက်ပြီးတော့ចောင်းသူចောင်းသားတွေနဲ့ဆရာမတွေအားလုံးရဲ့ဝိုင်းကြည့်တာကိုခံနေရစင်မှာပဲအင်ကြီးကိုချုပ်ပြီးလူပြက်တယောက်လိုကွင်းထဲမှာပတ်ပြေးနေမိတယ်ဒါပေမဲ့အဲ့ဒီကောင်လေးအရှက်ကွဲနေတဲ့အချိန်မှာမင်းကရှန်ယူရီကိုလက်ဆွဲပြီးထွက်လာခဲ့ပြီးမောင်ရီပြိုးဆက်ချိန်မှာမင်းတို့နှစ်ယောက်မိဘမဲ့ကေဟာကိုပြန်နဲ့လမ်းလျှောက်လာရင်မင်းကဖုန်းကိုထုတ်ကြည့်လိုက်တော့လက်ကြံငွေ2000ကိုမြင်ပြီးအရန်ပျော်သွားတယ်ကဲသွားဆိုမင်းကိုအကောင်းစားကျွေးမယ်ဆိုပြီးကားတစ်စီးတားလိုက်တယ်မကြခင်မှာပဲလူစီကားလာတဲ့လမ်းဘေးဆိုင်လေးတစ်ခုရှိမှကားရက်သွားတယ်ဒါကမင်းပြောတဲ့အကောင်းစားဆိုတာလားလို့ရှန်ယူရီကရေရခန့်ငွေရခန့်နဲ့ကြည့်ပြီးမေးတယ်ဒါကအကောင်းစားမဟုတ်လို့ဘာလဲလို့မင်းကပြန်ပြောရင်းဟင်းစင်းကိုညွှန်ပြလိုက်တယ်အင်းတွေအစုံလင်းရှိတယ်လို့ပင်လယ်စာတွေနဲ့မင်းကြိုက်ဆုံးပစုံတုပ်လဲပါသေးတယ်လေရှန်ယူရီကမင်းကိုမျက်စောင်းထိုးပြီးမင်းပြောတာစိတ်ပြက်စရာပဲလို့ဆိုလိုက်တယ်မင်းကလည်းဘီယာတပလင်းကိုလှမ်းယူပြီးဖောက်ဖို့ပြင်လိုက်ပေမဲ့ရှန်ယူရီကချက်ချင်းလူယူသွားပြီးမင်းကိုစိုက်ကြည့်ကဘီယာမတောက်ရဘူးမင်းကအသက်ဘယ်လောက်ရှိသေးလို့လဲလို့တားလိုက်တယ်မင်းလည်းမတက်နိုင်တဲ့အစုံလက်လျှော့လိုက်ပြီးဆိုင်ရှင်တော်ကြီးကိုနွားနို့တပလင်းလောက်ပေးပါဦးလို့လှမ်းអော်လိုက်တယ်ကျောင်းသူလေးကိုခေါ်လာပြီးဘီယာမတောက်ပဲနွားနို့တောက်ခိုင်းရတာပေါ့ဆိုင်ရှင်တော်ကြီးကမင်းနဲ့ယင်းနှိနေသူမှုရင်မောရင်းနွားနို့လာချပေးတယ်ရှန်ယူရီကနွားနို့ကိုခွက်ထဲအပြည့်ထည့်ပြီးမင်းကိုဂုဏ်ပြုပါတယ်အကိုဖုန်းဒီနေ့တော့မင်းတကယ်ကိုနာမည်ကြီးသွားတာပဲလို့ပြောလိုက်တယ်မင်းကလည်းသူမနဲ့ခွက်ချင်းတိုက်ပြီးတကြိုက်ထဲတောက်လိုက်ကမင်းကကျောင်းကိုတောင်ဖြက်စီးတော့မလို့ပဲလို့နောက်လိုက်တယ်သူမကလည်းမင်းကတော့ငါ့ကိုနောက်ဖို့ပဲသိတယ်လို့နှက်ခမ်းလေးဆူပြီးပြောပေမဲ့မျက်လုံးလေးတွေကတော့လာချမ်းကွေးလေးလိုပြုံးနေရှာတယ်ရုတ်တရက်မင်းတခုခုကိုတတိယသွားပြီးသူမကိုစိုက်ကြည့်ကအမှန်အတိုင်းပြောရရင်မင်းကမအံ့ဩတယ်လို့ပဲနှောင်နာမှာမျိုးရိုးဗီဇာနိုးထလာတာကိုကြိုးသိနေတယ်လို့မျိုးပဲလို့မေးလိုက်တယ်ရှန်ယူရီကမျက်လုံးလေးတွေဝဲသွားပြီးကျောင်းရွယ်အိတ်ထဲကပစ္စည်းတစ်ခုကိုချက်ချင်းထုတ်ပေးရင်းစကားလမ်းကြောင်းလွှဲလိုက်တယ်ရော့ဒါမင်းအတွက်မွေးနေ့လက်ဆောင်အဲ့ဒါကပန်းပုံလေးတွေထိုးထားတဲ့အိတ်လေးတစ်လုံးဖြစ်ပြီးလက်ရာကတကယ်ကိုအနုစိတ်လုံးလာတယ်မင်းကမွေးနေ့ကိုမှတ်မိနေတာသိတာပေါ့ဆိုပြီးဝမ်းသာအားရယူကြည့်လိုက်တယ်ဒါကကြာပန်းလားလို့မေးတော့သူမကမဟုတ်ပါဘူးဒါကငါကြိုက်ဆုံးပန်းလို့ပြန်ပြောတယ်သူမကစိတ်ကောက်တယ်လို့နဲ့မလို့ချင်းရင်ပြန်ပေးလို့ပြောတော့မင်းကသူမပြန်လူသွားမှဆိုလို့အင်ဂျီရင်ခွင်ထဲအမြန်ထည့်လိုက်တယ်အဲ့ဒီအချိန်မှာဆိုင်ရှင်ကမာလာပုစုံတုပ်ကြီးတပန်းကန်လာချပေးတဲ့အခါမင်းတို့နှစ်ယောက်လုံးအားရပါရစားကြတော့တာပေါ့စားလို့ကုန်သွားတဲ့အခါသူမရှိမှပစုံခွန်တွေကမင်းထက်တောင်2ဆလောက်ပိုများနေသေးတယ်စားတောက်ပြီးတဲ့နောက်ဂေဟာကိုပြန်လာတဲ့အခါကားပေါ်ကဆင်းချင်းဂေဟာမူကျိုးဖိုးကမျက်နှာတီကြီးနဲ့တကားဝါမှာစောင့်နေတာကိုတွေ့လိုက်ရတယ်
မင်းတို့နှစ်ယောက်ပြန်လာဖို့တည်သေးတာပဲနော်လို့အဖိုးကပြောတယ်အဖိုးကနှုတ်ချမ်းပေမဲ့နှလုံးသားနူးညံ့တဲ့သူပါဆရာမစီကဖုန်းလာတဲ့ကစိုးရိမ်ပြီးစောင့်နေတာဖြစ်တယ်ရှန်ယူရီကချက်ချင်းပဲအဖိုးကိုချော့ပြီးဒီနေ့အကူဖုန်းရဲ့မွေးနေ့မို့သွားစားတာပါနောက်ကျသွားလို့စိတ်မဆိုးပါနဲ့လို့ပြောလိုက်တယ်အဖိုးကလည်းမင်းတို့ကိုမတက်နိုင်တော့ပါဘူးဆိုပြီးပြုံးပြလိုက်ကအခန်းထဲကိုခေါ်သွားတယ်မင်းတို့နှစ်ယောက်လုံးစွမ်းအားတွေနိုးထလာပြီးကြောင်းပါလေကိစ္စတွေအကြီးကျယ်ဖြစ်ခဲ့တယ်ဆိုလို့အဖိုးကမေးတဲ့အခါမင်းကပန်းတီတစ်လုံးကိုဝိုင်းရင်းနဲ့ဒါကဘာမှမဟုတ်ပါဘူးရှန်ယူရီကမှကြောင်းကိုချက်စီတော့မလို့ပြန်ပြောတယ်ရှန်ယူရီကလည်းအလျှော့မပေးပဲမြို့နယ်မူသားကွင်းထဲမှာအင်ကြီးချွတ်ပြေးနေတာကိုငါမပြောသေးဘူးနော်လို့ပြန်ပြောလိုက်တယ်အဖိုးကလည်းတောက်လက်ဆလက်ဖက်ရည်တွေတောင်ပန်းထွက်ကုန်တယ်မနှက်ဖြန်ကြရင်တော့ကျန်းရွှေမြို့ကိုတွားရတော့မယ်လို့အဖိုးကပြောလိုက်တော့ရှန်ယူရီကဝမ်းနေသွားပြီးအဖိုးကိုခွဲရတော့မယ်လို့ပြောကလေတုကရုတ်တရက်ငိမ့်သက်သွားတယ်လွန်ခဲ့တဲ့3နှစ်အတွင်းမှာအဖိုးကမင်းကိုပြုစုပြောထောင်ပေးခဲ့တဲ့ကျေးဇူးကိုမင်းတစ်သက်လုံးမှတ်ထားမှာပါကလေးတို့လည်းကြီးလာကြပြီပဲလို့အဖိုးကမင်းတို့ကောင်းကိုကျင်ကျင်နာနာကိုရင်းပြောတယ်မင်းတို့တွေနောက်တစ်ချိန်မှာတကယ်ကိုထူးချွန်တဲ့စစ်တီတော်ကြီးတွေဖြစ်လာမှာပါလို့အဖိုးကယုံကြည်တယ်မင်းကလည်းဟုတ်တာပေါ့အဖိုးလို့တော်တဲ့စစ်တီတော်ကြီးဖြစ်အောင်စူးစမ်းမှာပါလို့ယုံကြည်ချက်အပြည့်နဲ့ပြန်ပြောတယ်အဖိုးကရဲရင်နဲ့အဖိုးကအသက်80နာနီးနေပြီဖြစ်တယ်လို့စစ်တီတော်အဆင့်3ပဲရှိသေးတာပါမင်းတို့ရဲ့အနာဂတ်ကအဖိုးထက်အများကြီးတာပါလိမ့်မယ်လို့ပြောတယ်မင်းကတော့ဘလို့ပဲဖြစ်ဖြစ်အဖိုးကအတော်ဆုံးပါပဲလို့ပြောရင်မျက်လုံးလေးတွေအယောင်တောက်လာပြီးအဖိုးကိုတစ်ခုလောက်ပြပါအောင်လို့တောင်းဆိုလိုက်တယ်ကျောင်းကြီးကျိုးကသူ့ရဲ့သားရဲလေးကိုလေကောင်းနေတန်းထုတ်ပေးအောင်မှာပဲမတွေ့ရတာလဲကြားလို့တတိယနေတာလို့ပြောပြီးမင်းတို့ကိုလည်းကြီးခွင့်ပေးလိုက်တယ်သူကစိတ်နဲ့အမိတ်ပေးလိုက်တဲ့အခါလက်ထဲမှာရှေးဟောင်းစာအုပ်တအုပ်ပေါ်လာပြီးစာမျက်နှာတွေအလိုလိုပွင့်သွားတယ်သူကလေပြင်းနှင်းခဲလို့အော်ဟစ်လိုက်တဲ့အခါကျမ်းပြင်မှာမော်အစီရင်တစ်ခုလင်းထိန်လာပြီးခန့်ညားတဲ့မိကိုရောင်လေပြင်းဝင်ပလွေတကောင်ထွက်ပေါ်လာတယ်ဒါကိုအကြိမ်ကြိမ်မြင်ဘူးပေမဲ့ရှန်ယူယူနဲ့မင်းတို့ကတော့အံ့ဩနေတော့မယ်ရှောင်းဝေးဝေးလို့အမိရတဲ့အဲ့ဒီဝင်ပလွေကထွက်လာတာနဲ့မင်းစီကိုပြေးလာပြီးရှာနဲ့လာရက်တော့တာပဲမင်းလဲစိတ်အေးထားပါဦးလို့အော်ရင်းနေရန်ဘက်ကိုကတ်သွားရတယ်နောက်တစ်ခဏမှာတော့ရှောင်းဝေးဝေးကမင်းကိုလှည့်ချပြီးမျက်နှာကိုတရက်ဆက်လာရက်နေတယ်အဲ့ဒီအချိန်မှာမင်းရဲ့ခေါင်းထဲမှာအချက်လက်တွေအများကြီးပေါ်လာတယ်တားရဲ့အမိကလေပြင်းဝင်ပလွေပိုင်ရှင်ကကျိုးခမ်းမင်းအဆင့်က3ဆင့်4ကျဖြစ်ပြီးကြီးထွားမှုအဆင့်မှာရှိနေတယ်သူကလေတက်ဖြစ်ပြီးစင်ကဲပြောင်းလဲနိုင်တဲ့လမ်းကြောင်းတွေကတော့လမ်းမင်းလိုက်ဝင်ပလွေနဲ့လေပြင်းဝင်ပလွေတို့ပဲလမ်းမင်းလိုက်ဝင်ပလွေဖြစ်ဖို့ဆိုရင်မှောက်မိုက်တဲ့မိစ္ဆာအမျိုးတွေနဲ့နှစ်တရာတက်တန်းရှိတဲ့လေမင်းတစ်သားလိုအပ်ပြီးလေပြင်းဝင်ပလွေဘရင်ဖြစ်ဖို့ဆိုရင်အဆင့်မြင့်လေတက်မိစ္ဆာအမျိုးတွေနဲ့နှစ်တရာတက်တန်းရှိတဲ့လေမိုးပန်းလိုအပ်တယ်မင်းလည်းအရန်အံ့ဩသွားပြီးဒီတားရဲ့စင်ကဲပြောင်းလဲမှုစနစ်ကတကယ်ကိုကောင်းလွန်းတယ်လို့တွေးနေမိတယ်တားရဲ့အားလုံးရဲ့နီလန်းတွေကိုသိနိုင်တာဟာတခြားသူတွေအသက်ဆုံးပြီးရှာနေကြတဲ့လျှို့ဝှက်ချက်တွေပဲလေရှန်ယူယူကမင်းကိုဝင်ပလွေပါဆက်ထဲကနေဆွဲထုတ်ပြီးရင်အကိုဖုန်းဘာဖြစ်တာလဲလို့မေးတယ်မင်းလက်ထရက်ပြီးမျက်နှာကတတွေးတွေကိုတုံရင်းစိတ်လှုပ်ရှားမှုကိုဖုံးကွယ်လိုက်ရတယ်ကျောင်းအကြီးကတော့မင်းတို့ခီးထွက်ရတော့မှဆိုတော့သူနဲ့ရင်းရင်းနှီးနှီးနေခိုင်းလိုက်တာလို့ပြောတယ်မင်းကကျောင်းအကြီးကိုရှောင်းဝေးဝေးကိုလက်မင်းလိုက်ဝင်ပလွေဖြစ်ပြောင်းလဲဖို့စဉ်းစားဘူးလားလို့မေးလိုက်တဲ့အခါသူကအံ့ဩသွားပြီးအဲ့ဒါကဘာလဲလို့ပြန်မေးတယ်လေပြင်းဝင်ပလွေကနေတခြားပုံစံတွေပဲပြောင်းလဲနိုင်တယ်လို့သူကသိထားတာလေမင်းလဲစကားမသွားမှန်းသိတော့ချက်ချင်းပဲစကားလမ်းကြောင်းတွဲလိုက်တယ်ကျောင်းအကြီးကတက်ပြင်းချပြီးစင်ကဲပြောင်းလဲဖို့ဆိုတာမလွယ်ကူကျောင်းနဲ့ပစ္စည်းတွေကအရန်ရှားပါလုံးလို့သူကတော့မလုံနိုင်တော့ဘူးလို့ပြောတယ်မင်းလဲလမ်းကြောင်းရှိုံနဲ့မရပဲပစ္စည်းတွေကအဓိကဆိုတာသဘောပေါက်သွားတယ်မနှက်ဖြန်ခီးထွက်ရတော့မှဖြစ်လို့ကျောင်းအကြီးကတားရဲတွေရဲ့စွမ်းရည်ကိုမြင့်တင်ပေးတဲ့မော်ကပ်ပြားနှစ်ခုလက်ဆောင်ပေးတယ်မင်းယူလိုက်တဲ့ကပ်ပြားမှာမိစ္ဆာနွယ်ပင်ရဲ့ခိုင်ခန့်မှုလို့ရေးထားတယ်ကျောင်းအကြီးကဒါတွေဟာအခြေခံအဆင့်တွေသာဖြစ်ပြီးနောက်ပိုင်းကျရင်ပိုကောင်းတာတွေနဲ့လဲလှယ်ဖို့မှာလိုက်တယ်ညနေလာတော့မင်းလဲရှန်ယူယူကိုအဆောင်ထိလိုက်ပို့ပြီးကိုခန်းကိုပြန်လာခဲ့တယ်အခန်းထဲမှာကျောင်းအကြီးပြင်ဆင်ပေးထားတဲ့ခီးဆောင်အိတ်ကိုတွေ့တော့စိတ်ထဲမှာနှွေးထွေးသွားတယ်အိယာပေါ်မှာလှည့်ရင်ခေါင်းအောက်ကမိသားစုတပုံဟောင်းလေးကိုကြည့်ပြီးပျောက်ဆုံးသွားတဲ့အမေနဲ့အဖေဘယ်မှာလဲလို့တွေးရင်တတိယနေမိတယ်မင်းကိုမင်းတမအောင်လုပ်ပြီးသူတို့ကိုပြန်ရှာမယ်လို့တနိဋ္ဌံချလိုက်တယ်မနက်9နာရီမှာကျောင်းအကြီးကလာနိုးတယ်မင်းကစုရက်က9နာရီမဟုတ်ဘူးလားလို့မေးတော့ရှန်ယူယူအပြင်မှာစောင့်နေပြီလို့သူကပြောတယ်မင်းလဲချက်ချင်းပဲအားအင်တွေပြည့်သွားပြီးပြင်ဆင်လိုက်တယ်ခဏအကြာမှာတော့ခီးဆောင်အိတ်ကိုဆွဲပြီးထွက်လာခဲ့တယ်ကားတစ်စီးကအတင်းဆောင်နေပြီးကျောင်းအကြီးကအိတ်တွေကိုကားနောက်ခန်းထဲထည့်ပေးလိုက်တယ်သူဟာမင်းတို့ကိုကြည့်ပြီးအတော်ကြာအောင်တိတ်ဆိတ်နေခဲ့တယ်ကလေးတို့ရေကျန်းရွှေမျိုးကိုရောက်ရင်အရာအလုံးဟာမင်းတို့အပေါ်မှာပဲမူတည်တော့မယ်လို့ပြောလိုက်တဲ့အဖိုးဖြစ်သူကိုကြည့်ပြီးမင်းနဲ့ရှမ်းယူယူတို့ဟာမအောင်နိုင်တော့ပဲသူ့ရင်ခွင်နဲ့တိုးဝင်ကကလေးတွေလိုငိုကြွေးကြတဲ့ကားလေးဟာဖြည်းဖြည်းချင်းထွက်ခွာလာချိန်မှာနောက်ကြည့်မှန်ကနေတဆင့်ကျောင်းအကြီးကျိုးရဲ့အထီးကျန်လာတဲ့ပုံရိပ်လေးနက်နက်ခင်းနေအောင်အောက်မှာပျောက်ကွယ်သွားတဲ့အထိမင်းကြည့်နေခဲ့မိတယ်အဲ့ဒီအချိန်ကြာမှပဲအချို့သောအရာတွေဟာခွဲခွာရမယ့်အချိန်ကြာမှတန်ဖိုးထားတတ်ကြတာပါလားဆိုတာမင်းသဘောပေါက်ခဲ့တယ်ဥပမာမိသားစုတန်ရောစင်မျိုးပေါ်မိနစ်20လောက်ကြာတော့ကားဟာရွေချိုင်ကျောင်းရှိကိုဆိုက်ရောက်လာတယ်မင်းကကိုစောစောရောက်တယ်ထင်ထားပေမဲ့ကျောင်းရှိမှာတော့လူတွေဟာပင်လဲဝင်နေတယ်လို့တိုးမပေါက်အောင်ရှိနေခဲ့ပြီးလိုက်ပို့တဲ့မိဘတွေကကျောင်းသားတွေထက်တောင်ညားနေသေးတယ်မင်းနဲ့ရှမ်းယူယူတို့ဟာခီးဆောင်အိတ်တွေကိုစီနဲ့လူအုပ်ထဲမှာတမျိုးလေးဖြစ်နေခဲ့တယ်မကြခင်မှာပဲအတန်းကိုရဲ့အတန်းပိုင်ဆရာကမင်းတို့3ယောက်ကိုရှာတွေ့သွားတယ်သူဟာရင်ကိုမော့ပြီးဂုံယူဝင်းကြွားစွာလမ်းလျှောက်လာတယ်ဘာကြောင့်လဲဆိုတော့အတန်းတန်းထဲကနေစစ်ပွဲအမိန့်တော်သွေးမျိုး73ယောက်ထွက်ပေါ်လာတာဟာတကြောင်လုံးမှာမကြုံစဖူးဂုံယူစရာဖြစ်လို့ပဲသူကမင်းတို့ကိုကျန်းရွှေမျိုးကိုတွားမဲ့ဘတ်စကားပေါ်တင်ပေးလိုက်တယ်စီလုံးညီညွတ်ဖို့စကားကောင်းလေးတွေပြောချင်ပေမဲ့မင်းနဲ့ဒီခိုင်ရွံတို့ကြားကပြဿနာတွေကိုတွေးမိပြီးပြောမဲ့စကားကိုပြန်မျိုးချလိုက်ရတဲ့အတော်ကြာအောင်အောက်ထားပြီးမှရန်ဖြစ်တာချော့ကြပါလို့ပဲသူကဆိုလိုက်တယ်အဲ့ဒီစကားလဲဆုံးရောကားပေါ်ကလူအားလုံးကမင်းကိုထူးဆန်းတဲ့အကြည့်တွေနဲ့ဝိုင်းကြည့်ကြပါတော့တယ်